1900ခုနှစ်ကအက်တလန်တစ်သမုဒ္ဒရာရဲ့အေးဆက်လာတဲ့ရေအောက်မှာထာဝရအိပ်ပျော်သွားခဲ့တဲ့တိုက်တန်စီနစ်ဆိုတဲ့သင်္ဘောကြီးတခါကတော့ဒီသင်္ဘောကြီးဟာဘယ်တော့မှနစ်မြုပ်မှာမဟုတ်တဲ့အိမ်မက်သင်္ဘောကြီးလို့ကဘာကသတ်မှတ်ခဲ့ကြတာပါဒါပေမဲ့ဒီသင်္ဘောကြီးနဲ့အတူမြုပ်နှံခဲ့ရတာကယတနာတွေတင်မဟုတ်ပါဘူးလူပေါင်းများစွာရဲ့အသက်တွေနဲ့ခိုင်မြဲလွန်းတဲ့အချစ်ဇလန်းတပုလည်းပါဝင်ခဲ့ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးသိထားတဲ့ဒါပေမဲ့ပြန်ပြောတိုင်းရင်နာရတဲ့ဂျက်နဲ့ Rose တို့ရဲ့ကန်ကြမာဆိုအချစ်ဇလန်းကိုပြန်ပြောင်းပြောပြပေးသွားမှာပါ To me, it was a slave ship taking me back to America in chains. ဇလန်းအစမှာတော့1996ခုနှစ်ရတနာရှာဖွေရေးအဖွဲ့ကတိုက်တန်စီးနေပြကြီးတဲ့ကတဲ့တာတလုံးကိုဆယ်ယူခဲ့တယ်သူတို့မျိုးလင့်တာကပင်လယ်ရေပြရတနာစိန်ပွင့်ကြီးဒါပေမဲ့သူတို့တွေ့လိုက်ရတာက1900ခုနှစ်ကအမျိုးသမီးတစ်ယောက်ရဲ့ပုံတူပန်းကြီးကတခြားမဲ့ဖိနေပါတယ်ဒီသတင်းကို TV မှာမြင်လိုက်ရတဲ့အသက်100အနှစ်အရွယ်ကဖွားရိုဆာသူမရဲ့အသိဟောင်းကိုပြန်ပြောဖို့တင်ဘောစီကိုရောက်လာခဲ့ပါတယ်1900ခုနှစ်တိုက်တန်စီကြီးစာထွက်တဲ့နေ့အထက်တန်းလွာ Rose ကတော့သူမရဲ့6ချေလန်းတဲ့ဘွားကိုစိတ်ကုန်ပြီးဒီတင်ဘောကြီးကိုကျွန်းပြူတဲ့တင်ဘောကြီးလိုတောင်မြင်ခဲ့တာပါတစ်ဖက်မှာတော့ဖဲရရကနေကန်ကောင်းထောင်မစွာနဲ့လက်မှတ်ရခဲ့တဲ့ Jazz ဆိုတဲ့ကောင်လေးသူတို့နှစ်ယောက်ဟာမတူညီတဲ့ကဘာနှစ်ခုကနေဒီသင်္ဘောကြီးပေါ်ကိုတက်လာခဲ့ကြတာပါဘဝကိုလက်ရှိလို့ချင်းနေတဲ့ Rose ဟာသင်္ဘောအနောက်မီးကနေခုံချဖို့ကြိုးစားခဲ့ခြင်းကဂျက်ကကေတင်ခဲ့ပါတယ်မင်းခုံရင်ငါလဲခုံမယ်ဆိုတဲ့စကားတစ်ခွင်းကသူတို့နှစ်ယောက်ကြားမှာစံရောစဉ်ကိုစတင်စေခဲ့တာပေါ့ဂျက်ဟာ Rose ကိုအထက်တန်းလွားတွေရဲ့ဟန်ဆောင်မှုတွေကြားကနေဆွဲထုတ်ပြီးစင်းရဲသားတန်းကပျော်ပွဲရွှင်ပွဲတွေစီခေါ်သွားခဲ့တယ်အဲ့ဒီမှာ Rose ဟာသူမဘဝမှာတခါမှမရဘူးတဲ့လွတ်လပ်မှုကိုခံစားလိုက်ရပါတယ်သူတို့ရဲ့အချစ်ကသင်္ဘောဦးပိုင်းမှာလင်းငင်းခံရင် I flying လို့အော်ဟစ်ခဲ့တဲ့အချိန်မှာအထွတ်ထိပ်ကိုရောက်ခဲ့ပါတယ်ဒါပေမဲ့သူတို့မသိတာကကန်ဂျမာဆိုကြီးကရှေ့မှာဝက်ဆောင်နေတယ်ဆိုတာပါပဲကင်းစမာဒီဟာဂျက်နဲ့ Rose တို့ရဲ့မြင်ကွင်းကိုငေးနေရင်ရှေ့ကရေခဲတောင်ကြီးကိုတတိမထားမိလိုက်ကြဘူး Ice Bat တိုက်မိပြီဆိုတဲ့ order နဲ့အတူသင်္ဘောကြီးရဲ့ဝမ်ပိုက်ထဲကိုရေဒီအလုံးရင်းနဲ့ဝေလာပါတော့တယ်သင်္ဘောပေါ်မှာရုပ်ရုပ်တဲတဲတွေဖိကုန်ပြီးကဲလ်ကလည်းဂျက်ကိုခိုးမှုနဲ့ဆွဆွဲပြီးသင်္ဘောအုပ်ထက်မှာလက်ထိတ်ခတ်ပိတ်လောင်ထားခဲ့ပါတယ်ရေဒီတက်လာနေတဲ့ကြားကနေ Rosa ဂျက်ကိုတွားခဲ့တယ်သင်္ဘောကြီးနှစ်ပိုင်းချိုးပြီးနှိမ့်မြုပ်သွားတဲ့မြင်ကွင်းကတော့တကယ်ကိုငအေးခမ်းပါပဲလူပေါင်းများစွာဟာအေးဆက်လာတဲ့သမုဒ္ဒရာထဲကိုပြုတ်ကျကုန်ကြတယ်ဂျက်က Rose ကိုသူသားတခါချက်တစ်ခုပေါ်တင်ဖိတ်ခဲ့ပေမယ့်သူကိုယ်တိုင်အတွက်ကတော့နေရာမရှိခဲ့ပါဘူးအေးခဲနေတဲ့ပင်လယ်ပြင်ကြီးထဲမှာဂျက်က Rose ရဲ့လက်ကိုကိုက်ထားရင်နောက်ဆုံးစကားပြောခဲ့ပါတယ်ဘဲတော့မှလက်လျှော်ပါနဲ့ Rose ဘဲလိုပဲဖြစ်ဖြစ်အသက်ရှင်အောင်နေပါတယ်ကဲဆယ်ရေးလီလီရောက်လာတဲ့အချိန်မှာတော့ဂျက်ကအသက်မှန်နေခဲ့ပါပြီ Rose ဟာသူမရဲ့အသက်ထက်ချရတဲ့ဂျက်ကိုနှုတ်ဆက်ရင်းပင်လယ်ရေအောက်ထဲကိုလွတ်ချလိုက်ရပါတယ်အဖွာ Rose ကဒီပုံပြင်ကိုပြောပြပြီးတဲ့နောက်သူမတစ်ဆက်လုံးသိမ်းထားခဲ့တဲ့ပင်လယ်ရေပြရတနာစိန်ပွင့်ကြီးကိုသမုဒ္ဒရာထဲကိုပစ်ချလိုက်ပါတယ်ဒါဟာသူမရဲ့အချစ်ဦးဂျက်စီကိုအမတ်တရားတွေပြန်ပေးလိုက်တာပါတကယ်တော့တိုက်တန်စီးနေဆိုတာသင်္ဘောတစ်စီးနစ်မြုပ်သွားတဲ့အကြောင်းအရာတသက်တည်းမဟုတ်ပါဘူးလူတစ်ယောက်ကိုချစ်လိုက်ရတာဟာကိုယ့်ရဲ့တဘဝလုံးစာကဘာကြီးတစ်ခုလုံးကိုပြောင်းလဲပစ်လိုက်နေဆိုတာကိုသက်သေပြခဲ့တာပါသင်္ဘောကြီးကတော့ပင်လယ်ရေအောက်ထဲမှာတိတ်ဆိတ်သွားခဲ့ပြီဖြစ်ပေမယ့်ဂျက်နဲ့ Rose တို့ရဲ့အချစ်ကတော့ရေလောင်နေကြမှာသာဝရအသက်ဝင်နေအောင်ပါပဲတကယ်တော့ဂျက်နဲ့ Rose တို့ရဲ့အချစ်ကအယမ်းခိုင်နေတာပါဒါပေမဲ့တခုပဲအဲ့ဒီတခါချက်ကြီးကနှစ်ယောက်စာဆက်နေရတာနဲ့ဂျက်ကဘာလို့တခါပဲတက်ကြည့်ပြီးလက်လျှော့လိုက်တာလဲဆိုတာခုထိစဉ်းစားမရနိုင်သေးဘူးဗျ Rose ကလည်းငါဘဲတော့မှလက်မလွတ်ဘူးလို့ပြောပြီးနောက်9မိနစ်နေတော့ဂျက်ရဲ့လက်ကိုဖြုတ်ချပြီးရေထဲနစ်ပစ်လိုက်တာကတော့တကယ်ကိုစကားနဲ့လက်တွေ့မညီတာပါပဲအဲဒါကြောင့်ငါကောင်တို့လည်းမိမဒီဆိုဝေးဝေးရှောင်ဖို့တတိပေးလိုက်ပါတယ်မရှောင်ရင်တော့ဂျက်လိုပဲရေနစ်ခံရမှာပါပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်ဆုံဖို့ like and follow လုပ်ခဲ့ဖို့မမေ့နေဘူးနော်